ဒီခွေးလေးကတော့သူ့ကိုယ်သူစွမ်းအားရှင်တရားလို့ထင်နေတာပါဒီနေ့မှာအင်ရှင်ကမီဒီလေးနဲ့ကျွမ်းတော်တဲ့မီဒီကိုခွေးလေးကခဏကင်ထားခိုင်းလိုက်ပါတယ်ဒါပေမဲ့အင်ရှင်ကခလုံးကိုနှိပ်လိုက်တဲ့အခါမှာတော့ခွေးလေးပါဇက်ထဲကမီဒီကရုတ်တရက်ထလင်းလာပါတယ်ခွေးလေးခမမှာလည်းတကယ်ကိုအံ့ဩမှင်တက်မိတော့ပါတယ်ပိုင်ရှင်ဖြစ်သူကမီဒီလေးကိုယူပြီးသူ့ကိုထိကြည့်တဲ့အခါတိုင်းမီဒီကလည်းထလင်းပါတယ်အဲ့ဒီမှာခွေးလေးကသူ့မှာစူပါပါဝါတွေရှိနေပြီဆိုတာကိုတတိကျမှတ်ယူလိုက်ပါတယ်ဒါကြောင့်သူကအင်ရှင်မီဒီတဲ့အခါတိုင်းဘေးနားနေစင်းနဲ့စောင့်နေတတ်ပါတယ်ပြီးတော့တခင်ပေးတဲ့မီဒီကိုပါဇက်နဲ့ကြိုက်ပြီးသူ့ရဲ့စွမ်းအားနဲ့လင်းအောင်လုပ်လိုက်ပါတယ်အဲ့ဒီနောက်မှာတော့တခင်ကသူ့ကိုခရစ်စမတ်တစ်မင်လေးလိုပြင်ပေးလိုက်ပြီးခန္ဓာကိုယ်ပေါ်မှာလည်းရောင်စုံချယ်မီဒီလေးတွေကိုဆင်ပေးလိုက်ပါတယ်ဒါပေမဲ့ဒါဒီအားလုံးဟာအင်ရှင်ကသူ့ကိုနောက်ပြောင်နေတယ်ဆိုတာကိုတော့သူမသိရှာပါဘူးမီဒီကသူ့ရဲ့စူပါပါဝါကြောင့်လင်းတာမဟုတ်ပဲတခင်ဖြစ်သူကပလက်ပေါက်ထိုးထားပြီး remote control နဲ့ထိန်းချုပ်ထားတာဖြစ်ပါတယ်အဲ့ဒီမှာခွေးလေးကသူ့လဲစားခံလိုက်ရပြီဆိုတာကိုသိရနောက်မှာတော့အရန်မဲ့ဒေါသထွက်သွားပါတယ်သူကချက်ချင်းဆိုလို့မိဖို့ကြောင်းတွေကိုပြေးသွားပြီးအစားအသောက်တွေကိုအကုန်စားပစ်တယ်လို့တိန်လုံးကိုလည်းရှုပ်ပွားနေအောင်လုပ်ပစ်လိုက်ပါတယ်ဒီတော့မှတခင်လည်းတူမတော်မှတ်တီတော်ပြီးခွေးလေးကတောင်းပန်တဲ့အနေနဲ့စားပွဲတစ်ဝက်ပြင်ဆင်ပေးလိုက်ပါတယ်ဒါတောင်မှဂျင်းကောင်စိတ်ဆိုးမပြေသေးလို့သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုနှိမ့်နေပေးလိုက်ရပါသေးတယ်ဒီခါမှသာခွေးလေးကစိတ်ကျဉ်တတ်တော့ပြီးတခင်ဖြစ်သူကိုပြန်ခေါ်ပါတော့တယ်